မဲလေးခောက်ဆွဲဆိုင်တရားမပြုံးမဖြစ်နောက်သက်ဆိုင်ပါဒီဆိုင်ဆိုကျွန်တော်စားလာတာ10စုနှစ်ကျော်ပါပြီတို့ရဲ့အမဲသားခောက်ဆွဲသည့်လည်းအကြိုက်တို့ရဲ့အချင်းကအတက်ပေါ့နော်တော်တော်လေးစားကောင်းပါတယ်ကျွတ်လေးနဲ့အချင်းကိုလည်းလေအချင်းနဲ့ထည့်စားတယ်အသားနဲ့သူ့စားတယ်အဲ့လိုပေါ့စီပါတယ်သူ့ဆိုင်ရလေသူ့ဆိုင်ရဲ့ဒီဟာကောင်တာလေးပေါ့နော်အရင်ကအလုပ်ရှုပ်ခဲ့နေတယ်မနေ့ပိုင်းဆိုအလုပ်ဖို့ရှုပ်ပါတယ်ဒါအသားတုပ်သူ့ရဲ့အမဲသားတုပ်ကလေအသားပါရှစ်ရှစ်လီးပြီးတော့အရသာသူနဲ့တုပ်ထားတာသူကအချူအငန်လိုင်းလေးတွားထားတယ်နော်ကိုကအချင်ကြိုက်တယ်ဆိုတပြားဒီညက်ခိုင်းနော်ပြီးညက်ဒီစိမ့်ထဲလက်စားကောင်းနေဗျကဲညဆူစားပြရနေပြန်လဲချဆိုလိုက်တယ်နော်ဒူးဆိုင်ကလေကျွန်းဒီခောက်ဆွဲတာမုန်ညင်ဖက်ကစတိုင်တာမုန်ညင်ဖက်ကစတိုင်ဆိုတော့သူ့ရဲ့ထဲမှာကဒီမုန်ညင်ချင်ထက်တဲ့ငရုတ်ဒီအလော်မုံထဲတယ်ပေါ့နော်အကလို့ကမကြိုက်ဘူးဆိုရင်တော့ကျူပြောရမယ်နော်ခဏဟာတော့အထုပ်အမုတ်ဟွာကြောက်အမုတ်ပေါ့အဲကြောင့်မလို့ဒီအမဲသားဟွာကြောက်နဲ့ live ဖက်တယ်သူ့ရဲ့ဟင်းရည်ကလည်းကျတို့ဒီအရင်တစ်နှစ်နေရာမျိုးမဟုတ်အဲကြောင့်မို့ဟိုအရင်ဒီအမဲသားအနဲ့တင်းတာမျိုးမကြိုက်ဘူးဆိုရင်ဒီဆိုင်ကို try ကြည့်နော်သူရတောင်းကြည့်လိုက်ကမစိုးပါဘူးပေါ့နော်စာကြပါအောင်ညဆူစာပြီးကနေပြန်နေကျဆူလိုက်ပါတယ်ဒီဆိုင်ကိုတော့များများတိကြပါတယ်ကျွန်တော်တင်မိတာတော့အတိကမန်လေးလာတဲ့တခြားနေရာတငယ်ချင်းတွေစားချင်တဲ့အခါမှာဒီဆိုင်နဲ့ရွေးလို့ရအောင်ပါထောင်ဆန်တိုင်းဒီဟောက်စီကတော့မပါမဖြစ်လေနော်ဒီတပွဲကြီးစားကောင်းတယ်ဟင်းရဆိုချိုးနေရပဲအမဲသားဆိုလဲချိုးနဲ့လေးပေါ့နော်သူအသားလီးကားတာကိုသဘောကျတာပရှက်ရှက်လေးပြီးတော့အသားမှာဆိုရင်ဒီအရွတ်ပါတယ်ဒါတည်းက copy ထုတ်ချင်အဲ့လေချွတ်ရွရွနဲ့စားလို့ကောင်းတယ်တွေ့ရ